但是都罗，但那只能也阿天嘛，耶稣没来干那的边天，白罗嘛没读到到报告片，但下啥标来了嘛片吧嘞，真的罗，但那龙眼瑞啊，济南嘛暴龙多个啥嘞，暴龙多个啥罗，哎哩暴龙多个啥嘞，你呀嘛，路里也标来的，但那也巴斯塔片的 CRTT， 真的罗，哎呀，大包家嘞，啊，都呢真的罗。地的是不是嘛？来说弄些家的，哎嘛，路眼里个把表来的来说，电脑也把啥皮的 CRTT 个，都是个的老克里边是的，ever 眼皮的报告皮的，到数来路喏，没弄地啦路表了，这那路眼里也没用不，拍下结束了讲哈利路亚，都罗里把表来说了，哈嘞，这那把啥没骗难用的，嘛龙龙都公龙把表来了。CRTT 做大做大，他卡嘛没追不的，结束了ဖြစ်တယ်ဟာသူတို့ကမယုံနိုင်ဘူးမယုံနိုင်တဲ့ခါကျတော့ပြန်လာတော့ဆရာတဲ့ကျွန်တော်တို့ဘောလုံးကန်တဲ့နေရာမှာတဲ့ဆရာကိုတကယ်ပဲဒေါသအရန်ကြီးတဲ့လူရံပဲဖြစ်တဲ့လူလို့ပြောကြတယ်ဆရာဟုတ်လားလို့မေးကြတယ်သူတို့ကကျွန်တော်ပြောတယ်သားတို့ဘေးစကားကိုမယုံစမ်းပါနဲ့အဲ့လိုလူမျိုးတွေကိုယေရှုနာမအဖြစ်ဘေးဖယ်ပါကျွန်တော်တို့ကိုစခဲ့သေးတယ်ကျွန်တော်ကတကယ်တမ်းကျတော့ကျွန်တော်ငယ်ငယ်တုန်းကကျွန်တော်ရဲ့ဘဝကဒီဘဝနဲ့တခြားစီဖြစ်ပါတယ်ကျွန်တော်ဓာတ်ပုံလေးတစ်ပုံပြချင်ပါတယ် My life ကျွန်တော်ငယ်ငယ်တုန်းကကျွန်တော်ကဝက်ချန်တွေမှာကြီးထွားလာတဲ့လူဖြစ်ပါတယ်ကျွန်တော်အဖိုးကဝက်တွေအင်မတန်မှမွေးတဲ့လူဖြစ်တယ်ဝက်ပေါင်းအများကြီးသူမွေးထားတယ်ခြံဝန်းအကျယ်ကြီးထဲမှာဝက်ချန်တွေကိုပတ်လဲဆောက်ပြီးတော့မှဝက်ချန်တွေအပေါ်မှာအိမ်ငါးတွေထားပြီးတော့မှဒီလိုနဲ့သူ့ရဲ့တမက်တွေကိုဝက်စာကျွေးခိုင်းတာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့တမက်အကြီးဆုံးကတော့ Bishop ဖြစ်ပါတယ်အဲ့တော့သူဝက်စာတော်ကျွေးခဲ့တဲ့လူဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကငယ်ငယ်ကလေးကမွေးလာကြတဲ့ကိုကလုံးဝစကားနားမထောင်ခေါင်းမာရာတော့မှတော်ကိုမာတဲ့လူအဖြစ်ကျွန်တော်မွေးလာတာဖြစ်ပါတယ်ကျွန်တော်နှစ်တန်းကျောင်းသားရောက်တဲ့အခါမှာကျွန်တော်အဖိုးရဲ့ဓာတ်စီနဲ့မီးချစ်ကိုယူပြီးတော့မှအိမ်ကိုမီးရှို့မယ်ဆိုပြီးတော့မှကျွန်တော်ပတ်စံနှစ်ချက်ဓမြတိုက်ခဲ့တာဖြစ်ပါတယ်ကျွန်တော်အဖိုးကဖမ်းမယ်လှုပ်လိုက်ကျွန်တော်ကနောက်ဆုတ်လိုက်ဓာတ်စီကိုလောင်းလိုက်မီးချစ်ကင်လိုက်အဖိုးရှေ့တလှမ်းတိုးတာနဲ့ရှို့မှာနော်နောက်ဆုံးကျွန်တော်အဖိုးကပတ်စံနှစ်ချက်အရှိမထားပြီးရင်ကျွန်တော်ကနောက်ဆုတ်လို့ပြောအဖိုးကနောက်ဆုတ်ကျွန်တော်ရှေ့တိုးပြီးတော့မှနှစ်ချက်ကိုယူခဲ့တာဖြစ်ပါတယ်ဒီမှာကျွန်တော်ဦးလေးတွေသူတို့အကုန်လုံးအတိတွေပဲဖြစ်ပါတယ်ကျွန်တော်အဖိုးကကျွန်တော်ကိုဘာလုပ်တယ်လဲဆိုတော့ဒေါသထွက်လွန်းလို့စော့လွန်းလို့ခေါင်းမာလွန်းလို့အမြဲတမ်းရိုက်ခဲ့တာဖြစ်တယ်ကျွန်တော်အဖိုးကလောက်ကျွန်တော်ရိုက်တဲ့လူမရှိဘူးအချစ်ဆုံးလဲသူပဲကျွန်တော်ရိုက်တဲ့ခါတိုင်းမှာကျွန်တော်လုပ်ခဲ့တာဒါလေးဖြစ်ပါတယ်ကျွန်တော်တစ်ခါရိုက်ပြီးတာနဲ့ကျွန်တော်ဘာလုပ်တယ်လဲဆိုတော့သူ့ရဲ့ဝက်ချန်ကိုတွားပြီးတော့မှဝက်ခလေးတကောင်ကိုကျွန်တော်တွားဖမ်းတာဖြစ်ပါတယ်တွားဖမ်းပြီးတော့မှအရင်တော့အိမ်သားသိတယ်မလားဒီလိုထိုင်ရတယ်တွင်းရအနက်ကြီးအိမ်သားမှာကျွန်တော်တစ်ခါအရိုက်ခံရတိုင်းဝက်တကောင်ကိုနှုတ်ပစ်လိုက်တာဖြစ်ပါတယ်ကျွန်တော်အဖိုးကဘာဖြစ်တယ်လဲဆိုတော့သူကျွန်တော်ရိုက်တိုင်းမှာဝက်တကောင်ပျောက်တယ်ဆိုတာ၄-၅ချိန်ရိုက်ပြီးမှပဲသူလည်းရိတ်မိတာဖြစ်ပါတယ်ကျွန်တော်မရိုက်တဲ့အချိန်တွေမှာဝက်ကလေးတွေမပျောက်ဘူးရိုက်တိုင်းဝက်တကောင်အမြဲတမ်းပျောက်ခိုင်းတဲ့လူပဲဖြစ်ပါတယ်မိတ်ဆွေတို့ဒီနေ့မှာကျွန်တော်ပြောချင်တယ်သိလားအဲဒီလိုနဲ့ကြီးထွားလာတဲ့ကျွန်တော်ကိုကျွန်တော်မိန်းမနဲ့ကြိုက်တဲ့အခါကျတော့ဆရာမဆမ်တဲသူနဲ့ကျွန်တော်ကြိုက်တဲ့အခါကျတော့သူ့အမဖြစ်တဲ့ဦးဇဝီကဘာလာပြောတယ်လဲဆိုတော့ဆမ်တဲနင်းအချိန်နောက်မကြခင်တခုလေးပြောမယ်ဒီလူကိုတော့လုံးဝမယူပါနဲ့တင်းတဘဝလုံးမြင့်ရည်နဲ့ပဲနေရမယ်ပြီးတော့ तू အပြင်မှာထိုးနေကြပုံစံတိုင်းနင်းမျက်နှာကို तू က boxing ကျင့်ဖို့အတွက်သုံးမယ်ပြဿနာတွေကြီးပဲနင်းဘဝဖြစ်မယ်လို့ပြောခဲ့တာဖြစ်ပါတယ်ကျွန်တော်မိမတက်သေးပဲဖြစ်ပါတယ်ဒါပေမဲ့ဒီကနေ့မှာလေကျွန်တော်ရဲ့ဘဝမှာယေရှုခရစ်ဟာကျွန်တော်ရဲ့နှလုံးသားထဲမှာကျွန်တော်ရဲ့ဘဝမှာမွေးဖွားလာတဲ့အခါမှာကျတော့ထောင်းတန်းဟာမြုပ်ငယ်မြုပ်ရုပ်မဟုတ်တော့ဘူးဟာလေလုယာကျွန်တော်ဟာအင်အားကြီးတော်သူဖြစ်လာတယ်ကျွန်တော်ဟာကောင်းကြီးခံစားရတော်သူဖြစ်လာတယ်ကျွန်တော်ဟာစိတ်ရှည်လွန်းအားကြီးလို့ကျွန်တော်မိန်းမစိတ်ရှည်ယောဂတယ်လို့ပြောတဲ့ဘဝရောက်လာတာဖြစ်ပါတယ်ဒီကနေ့မှာယေရှုကိုရရှိတဲ့သူတိုင်းရဲ့ဘဝဟာအမြဲတမ်းပြောင်းလဲခြင်းရရှိတာဖြစ်ပါတယ်ဘက်လင်မြို့ရဲ့နမိတ်လက္ခဏာက prophetic ဖြစ်ပါတယ်အခုထိအသက်ရှင်နေတာဖြစ်ပါတယ်
ဗက်လင်မြို့ရဲ့နမိတ်လက္ခဏာကယေရှုဖွားမြင်ခြင်းကိုခံရသောနှလုံးသားတိုင်းလူပုဂ္ဂိုလ်တိုင်းပြောင်းလဲခြင်းကိုခံစားရတာပဲဖြစ်ပါတယ်ဟာလေလုယာဒီကနေ့ယေရှုကိုသင်ယူကြည့်ပါမွေးဖွားခိုင်းကြည့်ပါသင်ရဲ့အသက်တာမှာသင်ရဲ့မိသားစုမှာနမိတ်လက္ခဏာတစ်ခုပြီးတစ်ခုခံစားရမယ်ဆိုတာဒီကနေ့ပြောချင်တာဖြစ်ပါတယ်နားရှိသောသူကြားပါစေမျက်စိရှိသောသူမြင်ပါစေအရောက်စီတိုင်းအတွက်ဘုရားသခင်ကောင်းချီးပေးပါစေ